Ekenes ဘာကိုဘယ်လိုသွားမလဲဆိုတာပြောပြပေးမယ်ဒီဘာကတော့ view လဲရမ်းလှတယ်ပြီးရင်ဒီဈေးနှုန်းလဲတအားမကြီးဘူးခောက်ဆန်လန်းကဈေးနှုန်းနဲ့တိတ်မကွာပါဘူးအပေါ်မှာလေကောင်းလေသက်လဲရတယ်ပြီးရင်ဝက်အရွန်ရဲ့ညနေခင်းရှုခင်းရမ်းလှလို့ပေါ့နော်နိုင်ငံသားတွေတိတာများပါတယ်ဒီနေအောင်ဒီဘာမှာကြတော့ကိုကြိုက်နှစ်သက်ရဘီယာတို့ရက်တွေတစ်ခွက်လောက်မှာပြီးရင်အေးဆေးထိုင်ပြီးတော့ဒီမှာဓာတ်ပုံတွေဗီဒီယိုတွေရိုက်လို့ရပါတယ်စောကြီးလာမဲ့သူတွေဆိုရင်တော့၄နိုင်ခွဲလောက်ဆိုရင်စပြီးတော့ဆိုင်ဖွင့်ပါတယ်အောက်ထပ်မှာကြတော့ဒီစားသောက်ဆိုင်တွေရှိတယ်အောက်မှာလည်း view လှပါတယ်ဘယ်နေရာနဲ့နီးလဲဆိုတော့ဝက်ပိုရှေ့မှာပဲရှိပါတယ်ဝက်ပိုရှေ့ကလမ်းကြားထဲကိုဝင်သွားလိုက်ရင်ဒီမှာဆိုင်ကိုတွေ့ရပါမယ်ဒီဆိုင်ကိုမြင်ရပါမယ်ဒီထက်ကနေတော့ပေါ်ကိုတက်သွားလိုက်ပါဝက်ပိုရှေ့ကိုရောက်တဲ့လိုင်းကားနံပါတ်တွေကဒီမှာကျွန်တော်အပေါ်မှာရေးထားပေးပါမယ်ဒီမှာဆိုင်ဖွင့်တဲ့ချိန်ကတော့၄နာရီကနေတော့ည7:00နာရီထိဖွင့်ပါတယ်နေ့တိုင်းဖွင့်ပါတယ်ဆိုင်ရဲ့ location ကိုကျွန်တော်ပေါ်မှာချထားပေးပါမယ်ဒီဘာကိုလာမယ်ဆိုတော့စောစောလေး၄နိုင်ခွဲလောက်လာမယ်သူတွေဆိုတော့ပိုဆင်ပြေပါတယ်အနေရလဲရတယ်ညနေဝင်စီးစာကိုလည်းမြင်ရပါမယ်၈နိုင်လောက်ဆိုရင်ခောက်ဆန်တို့ဘာတို့ဆက်ပြီးတော့သွားလို့ရပါသေးတယ်ဆိုင်ရဲ့ location ကိုတော့ကျွန်တော်ပေါ်မှာချထားပေးပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye bye